ကဲဈေးတက်တာနဲ့ဆွေမျိုးတွေကိုခဏတာမေ့သွားခြင်းနဲ့ဆိုရင်တော့ဒီဝတ်သားဟင်းချက်နေလေးကိုလိုက်ချက်ကြည့်ကြဖို့အကြံပေးခြင်းပါတယ်ဝတ်သားကိုတော့သုံးတက်သားကိုသုံးထားတာပိုကောင်းပါတယ်လုံးချက်မှာဖြစ်လို့အိုးထဲမှာတစ်ခါတည်းပဲရေဆေးတန့်စင်ပြီးတော့အတုံးလေးတွေတုံးထားမယ်ပထမဆုံးအနေနဲ့စားကိုထည့်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းမှုန့်ကိုထည့်မယ်ငရုတ်ကောင်းမှုန့်ထည့်ပြီးသွားလို့ရှိရင်တော့ထညက်ရည်ထည့်ပါမယ်ထညက်ခဲကိုအရေးကြိုထားတဲ့ထညက်ရည်ကိုဒီစုံလေးနဲ့6ဆွန်းသုံးထားပါတယ်ထညက်ရည်ထည့်ပြီးသွားလို့ရှိရင်တော့ငံပြာရည်ကိုနင်းငယ်စမ်းပါမယ်စားထည့်ပြီးသားဖြစ်တဲ့အတွက်ငံပြာရည်ကိုတော့အများကြီးမသုံးပါနဲ့နော်ပြီးရင်တော့စနွေးမှုန့်ထည့်မယ်စနွေးမှုန့်ထည့်ပြီးသွားလို့ရှိရင်ပဲငံပြာရည်အပြစ်ကိုထည့်ပါမယ်ဒါတည်းကအယောင်ပိုလှစေပါတယ်မဆလာရှိရင်မဆလာသုံးရင်ပိုပြီးမှုေးပါတယ်ဒါကတော့မဆလာကိုမသုံးတာပါဘူးပြီးွားရင်နှမ်းစအောင်မှုေးပြီးတော့မိနစ်30ခန့်နှက်ထားပါမယ်ဝတ်သားနှက်နေတဲ့အချိန်မှာကြက်သွန်အဖြူအနီချင်းကိုကြိတ်ဆက်နဲ့ကြိတ်ပါမယ်ငရုတ်စုံနဲ့ထည့်ထောင်းလည်းရပါတယ်ဒါကတော့လူသက်တောင်ကြိတ်ဆက်နဲ့ကြိတ်ပါတယ်ရလာတဲ့အနှစ်တွေကိုဝတ်သားအိုးတွေကိုတစ်ခါတည်းထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးအနှစ်သုံးပါမယ်ဒီကိုရီးယားငရုတ်သီးအနှစ်လေးကိုသုံးပါတယ်သူကဆက်စချင်းမှာအယောင်မတက်ဘူးလို့ထင်ရပေမဲ့နှစ်စွန်းမဲထည့်ပါဟင်းကျက်သွားတဲ့အချိန်မှာသူကအယောင်ရမ်းတက်လာပါလိမ့်မယ်နှစ်စွန်းမဲသုံးထားပါတယ်ပြီးရင်တော့မကြီးနှစ်မကြီးတီးရေစိမ်ပြီးထည့်လဲရပါတယ်ဒါကတော့အစင်သစ်မကြီးနှစ်ကိုထည့်ပါတယ်သူကနည်းနည်းအချင်းဆူးတဲ့အတွက်ကြောင့်နည်းနည်းလေးပဲထည့်ပါနော်မကြီးနှစ်ထည့်ပြီးသွားလို့ရှိရင်တော့စီကိုဒီခွက်လေးနဲ့တေးသေးလေးပဲထည့်ပါမယ်ဝတ်သားစီထွက်တက်တဲ့ကြောင့်အနည်းငယ်ပဲထည့်ပါပြီးရင်နှမ်းစအောင်မှွေပြီးသွားလို့ရှိရင်တော့မီးကိုစပြီးဖွင့်လို့ရပါပြီ6ဆိုရင်တော့အများဆုံးပေါ့နော်ဒါကတော့နံပါတ်8အထိဖွင့်ပြီးတော့ချက်ပါမယ်ပထမဆုံးမှာအိုးကိုခဏခဏဖွင့်ကြည့်တာမျိုးမလုပ်ပါနဲ့နော်အဖုံးပိတ်ပြီးတော့နိုင်ဝက်ခန့်တည်ထားပါမယ်ရှင်နိုင်ဝက်ပြည့်သွားတဲ့ချိန်မှာဒါဝက်သားကနေထွက်လာတဲ့ရေတွေပေါ့နော်အဲ့ဒီချိန်မှာခုနကကြိတ်ထားတဲ့ကြိတ်ဆက်ထဲကရေတွေကိုကျင်းပြီးတော့ထည့်ပါမယ်စချင်းမှာရေကိုသုံးပြီးထည့်လို့ရပါတယ်အဲ့ဒါကိုနိုင်ဝက်ခန့်နောက်ထပ်အဖုံးအုပ်ပြီးတော့ထပ်တည်ပါမယ်နိုင်ဝက်ပြည့်သွားတဲ့အချိန်မှာတော့အနှစ်တွေကျပြီးတော့ဝက်သားကခက်တင်းတင်းလေးဖြစ်နေပါပြီအဲ့ကြလို့ရှိရင်တော့အောက်ကနေမကတ်သွားအောင်လို့နည်းနည်းလှန်ပြီးသွားလို့ရှိရင်ဝတ်သားပြုတ်ရည်ဒါမှမဟုတ်လို့ရှိရင်ရေနွေးကိုပဲသုံးပါနော်ရေအေးထပ်မသုံးပါနဲ့ရေနွေးကိုသုံးပါမယ်ဒါကတော့ခုနအယိုးတွေကိုဖယ်ထားပြီးတော့အဲ့အယိုးတွေကိုပြုတ်ထားတဲ့အရည်ဝက်ရိုးပြုတ်ရည်ကိုသုံးပြီးတော့ထည့်ပါတယ်အဲ့ဒါကိုအဖုံးပိတ်ပြီးနောက်ထပ်နိုင်ဝက်ထပ်ချက်ပါမယ်နောက်ထပ်နိုင်ဝက်ချက်ပြီးသွားလို့ရှိရင်တော့အသားကစုစုပေါင်း1နာရီခွဲချက်ပြီးသွားပါပြီအသားကလည်းနူးနေပြီးတော့အခောက်တွေကလည်းဣနေပါပြီဒါကတော့1နာရီခွဲအနည်းဆုံးချက်ရပါတယ်ပို့ပြီးတော့နူးဣပြီးတော့အသားတွေပါလုံးဝဣကြအောင်ချက်ချင်တယ်ဆိုရင်တော့2နာရီလောက်ထိချက်ပါဒါကတော့1နာရီခွဲအထိပဲချက်ပါတယ်ဒီချိန်မှာအပေါ့အငံလိုတာဟိုမြည်ပြီးသွားလို့ရှိရင်တော့အိုးချလို့ရပါပြီဒီချိန်မှာတခုတတိထားမှာကအဖုံးကိုမပိတ်တော့ဘဲနဲ့အောက်ကနေမကတ်သွားအောင်ပဲအမြဲတမ်းမှွေပေးနေရပါမယ်ကဲပြီးသွားလို့ရှိရင်တော့အိုးချပြီးတော့ပလိတ်တင်ပြင်ပါမယ်ရှင်ဝတ်သားရင်းချက်နီးတွေအများကြီးတည်းမှာဒီနီးလေးကမကြီးနှစ်နဲ့ချက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရသာလည်းအရင်မအီပဲနဲ့အချိုမုတ်တွေအသားမုတ်တွေလည်းမသုံးတာတဲ့ဝတ်သားမကြီးနှစ်ချက်နီးလေးပါဆွေမျိုးမေးလောက်အောင်စားလို့လည်းအရန်ကောင်းချက်ရတာလည်းအရန်လွယ်တယ်နော်ကဲအဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်တတ်တာ